အပိုင်း90မှာတော့နီးရဲ့ကိုင်းရဲ့ဘိုးဘေးလေးပါသူတို့ရဲ့စိတ်ဝိညာဉ်ကိုလွတ်ပြီးတိုက်ပွဲစိန်ခေါ်စာကိုကမ်းလှမ်းခဲ့ပါတယ်။ဒါကြောင့်ပဲခိုးရဲ့ကိုင်းရဲ့ကြီးကလေးထွက်လာခဲ့ပြီးဂါရဝပြုမှုကိုလက်ခံကစိန်ခေါ်မှုအတွက်ပေးဆက်ရမယ့်တန်ဖိုးဟာတေဆုံးခြင်းဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒီလိုနဲ့ကိုင်းတစ်ခုကြားကပြင်းထန်တဲ့တိုက်ပွဲစတင်ခဲ့ပြီးနီးရဲ့ကိုင်းအနေနဲ့မြစ်လယ်ပိုင်းနေရာကိုရယူဖို့ပထမဆုံးစတင်ကြိုးစားရပါတော့တယ်။သူတို့ရဲ့ဒီကပြစ်မှတ်ကတော့ခိုးရဲ့ကိုင်းရဲ့အကောက်အကွယ်ဖြစ်နေတဲ့တစ်ပင်ကြီးပါပဲ။ဒီတစ်ပင်ကြီးကိုခိုးရဲ့အကြီးအကဲတယောက်ကထိန်းချုပ်နေခဲ့တာဖြစ်ပြီးဒီတစ်ပင်ကိုအမြစ်ကမလန့်နိုင်သေးခိုးရဲ့ကိုင်းတွေကိုဝင်ရောက်ဖို့ခက်ခဲနေခဲ့မှာပါ။ဒါကြောင့်သွေးဘိုးဘေးကိုစီးနှင်းထားကြတဲ့ကိုရိုပိုင်ဦးဆောင်တဲ့သွေးကိုင်းသားတွေဟာတစ်ပင်ကြီးကိုပဲဥတီတိုက်ခိုက်ပါတော့တယ်။ပြဿနာကတစ်မြစ်တွေကသွေးဘိုးဘေးကိုပြန်လည်တိုက်စားနေခဲ့တာပါ။ဒါကြောင့်ပဲသွေးဘိုးဘေးကိုတွေကသွေးကိုင်းသားတွေအထိတစ်မြစ်တွေရဲ့တိုက်စားမှုကိုခံရပြီးကြောက်ဖြစ်ရုပ်ကျွင်းဖြစ်လာတဲ့အခြေအနေကိုစတင်ရင်ဆိုင်ရပါတော့တယ်။ခိုင်းသားတွေထိခိုက်လာတဲ့အခြေအနေမှာကိုရိုပိုင်လည်းခဏတာတွေးဝေသွားခဲ့ပေမဲ့သွေးကိုင်းသားတွေကတော့သူတို့တက်တွေကိုစတေးဖို့ဆုံးဖြတ်ပြီးသွေးငွေတက်တွေကိုဆုံးထိဆွန့်လွတ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကိုရိုပိုင်လည်းသူ့ရဲ့တွေးဝေမှုရပ်တန့်သွားခဲ့ရပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့တူသွေးကိုင်းသားတွေအားလုံးကိုသွေးဘိုးဘေးကိုတွေကနှင်ထုတ်ပစ်လိုက်ပါတယ်။အပြင်ရောက်သွားတဲ့သူတွေအားလုံးကကိုရိုပိုင်ကိုစိုးရိမ်နေကြပြီးကိုရိုပိုင်ကတော့သူ့မှာရှိသမျှခွန်အားတွေနဲ့သွေးဘိုးဘေးရဲ့ခန္ဓာကိုယ်စွမ်းအားတွေကိုပေါင်းဆက်ကခုံရုံတစ်ပင်ကြီးကိုအမြစ်ကနေဆွဲခိုင်းကာရန်ကိုချိုးဖျက်ပစ်လိုက်ပါတယ်။သွေးဘိုးဘေးရဲ့လက်ကြီးခုံးဝဲကိုင်းပေါ်ကျလာချိန်မှာတော့အောက်မှာရှိနေတဲ့ခုံးဝဲကိုင်းသားတွေလည်းအကြောက်တရားနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။ဒီတိုက်ပွဲဟာနှစ်ဖက်လုံးကရှင်းခုံးတောက်ကြည့်ကိုင်းရဲ့ဖိအားကြောင့်တိုက်ခိုက်ခဲ့ရတာဖြစ်ပြီးခုံးရဲ့ကိုင်းရောနီးရဲ့ကိုင်းရောဟာကိုင်းဆက်လက်ရှင်တန်ရေးအတွက်တိုက်ပွဲဝင်နေခဲ့ရတာပါရှင်းခုံးတောက်ကြည့်လို့မြေချက်ပိုင်းကကိုင်းတွေရဲ့စိတ်ဆန္ဒပေါ်မူတည်ပြီးပျောက်ကွယ်သွားရတဲ့ကိုင်းတွေပျက်စီးသွားတဲ့ကိုင်းတွေဟာမနေမနှောပါပဲကိုရိုပိုင်းရဲ့သွေးဘိုးဘေးခန္ဓာကိုယ်ကခုံးရဲ့ကိုင်းနဲ့ဝင်ရောက်နိုင်ခဲ့ပေမဲ့တစ်မြစ်တွေရဲ့တိုက်စားမှုကြောင့်ပဲအပြစ်ဒဏ်ရတန့်သွားခဲ့ရပါတယ်ကိုရိုပိုင်းကိုစိုးရိမ်နေသူတွေကတော့ကိုရိုပိုင်းတေးပြီလားလို့ပူပန်နေကြချိန်မှာအလင်းနဲ့တစ်ခုနဲ့ဆင်းသက်လာသူကဇလိုက်ကျော်ပိုင်းရှောင်ချွမ်းမှာပဲတေးမှာကြောက်တတ်တဲ့ကောင်လေးဟာအခုတော့မြေလေပိုင်းမှာတမိုင်းတေးရေးထိုးဖို့ရှေ့တန်းကဦးဆောင်သူဖြစ်လာခဲ့ပါပြီတစ်ဆက်တည်းမှာပဲကိုရိုပိုင်းခိုးရဲ့ကိုင်းအကာရန်ကိုချိုးဖျက်ကြောင်းကြေညာလိုက်ပြီးဂိုင်းကြီးကဲတွေကတော့ဂိုင်းသားအားလုံးကိုချိုးဖျက်သွားတဲ့နေရာကနေတဆင့်တိုက်ပွဲဝင်ဖို့ညွှန်ကြားလိုက်ပါတယ်။အပိုင်း91မှာတော့တိုက်ပွဲမစခင်ချိန်နီးရဲ့ကိုင်းဘိုးဘေးကျိုးတော့ကကိုရိုပိုင်နဲ့ရဲ့ကြံကိုအထူးတောင်းပေးတဲ့နေရာကပြန်စတင်ထားပါတယ်။ခုံတစ်ပင်ကိုဖယ်ရှားနိုင်တဲ့ရန်သူခိုင်းဂိတ်တကားကိုချိုးဖျက်ဖို့မလွန်လောက်သေးတာကြောင့်အုံမြင့်တိဆောက်ခြင်းစစ်တွေအနေနဲ့တောထဲကတစ်ပင်စီရင်နှစ်ခုရဲ့ဗဟိုချက်တွေကိုဖျက်ဆီးဖို့လိုကြောင်းရှင်းပြနေကြတာပါ။နေရာနှစ်ခုအတွက်နှစ်ယောက်လုံးကိုတပ်ဖွဲ့တစ်ခုစီဦးဆောင်ပြီးအချိန်မီချိုးဖျက်ဖို့ရတနာထားတဲ့လက်စီလေးပေးရခဲ့ပါသေးတယ်။ဒါကြောင့်ကိုရိုပိုင်ရဲ့ကျမ်းမှာကိုပိုင်တပ်ဖွဲ့တစ်ခုစီနဲ့တောအုပ်ရှိရာစီပြေးသွားရင်အစီရင်ကိုရှာဖွေရပါတော့တယ်။တောအုပ်ထဲမှာတော့ဇောက်တိုးချိတ်ကန်ထားရတဲ့မမ်မီတွေရှိနေခဲ့ပြီးအစီရင်တက်ဝင်လာတာနဲ့ဇွန်ဘီစစ်တပ်ကြီးကကိုရိုပိုင်တို့ကိုမယမနာတိုက်ခိုက်ကြမှာပါ။ဒါကြောင့်တတိထားရှောင်ရှားဖို့လုပ်လိုက်ကြပြီးကိုရိုပိုင်ကရဲကျမ်းကိုပြန်ပွဲတစ်ခုလုပ်ဖို့စိန်ခေါ်လိုက်ပါတယ်။ပြန်ပွဲကတော့အစီရင်ကိုဘသူရင်ချိုးပြတ်နိုင်မလဲဆိုတာဖြစ်ပြီးရဲကျန်းကလည်းအားရဝန်တာလက်ခံလိုက်တာပါဒါပေမဲ့တောအုပ်ထဲတပ်ဖွဲ့နှစ်ခုလုံးရောက်ချိန်မှာအစီရင်ကစတင်လဲပတ်လာပြီးဇွန်ဘီတွေတိုက်ခိုက်မှုကိုနှစ်ဖွဲ့လုံးစတင်ခံရပါတော့တယ်အသေးအံခုခံနေရပြီးထိခိုက်မှုတွေများလာတာကြောင့်ဒါခိုးရဲကိုင်းရဲ့ထောင်ချောက်ဖြစ်ကြောင်းနားလည်ခဲ့ပေမဲ့အစီရင်ဘိုးကိုအမြန်ရှာပြီးချိုးပြတ်ဖို့လမ်းကတာတခုတည်းသောထွက်ပေါက်ဖြစ်နေခဲ့တာပါဒါကြောင့်ပဲကိုရိုပိုင်လည်းအစီရင်ဘိုးစီဦးတည်နေခဲ့ပြီးအဲ့အချိန်မှာပဲခိုးရဲကိုင်းရဲ့အမြူတေအဆင့်ကျင့်ကြံသူမျိုးသမီးတယောက်ရဲ့တိုက်ခိုက်မှုကိုခံရပါတော့တယ်အပြန်လည်တိုက်ပွဲတစ်ခုစဖြစ်ချိန်မှာတော့ကိုရိုပိုင်ကတိုက်ခိုက်ဖို့တက်အစီရင်စီသွားဖို့တာစိတ်ဆောနေခဲ့တာပါဒါပေမဲ့ကံကောင်းနေပဲပြောရမလားစိတ်ဝိညာဉ်ကိုင်းကအဖိုးကြီးကျိုးတယောက်သူ့စာမဏိငတ်နဲ့အတူရောက်လာပြီးကိုရိုပိုင်ကိုစားတိုက်ပွဲကိုဝင်ရောက်ဆင်နွှဲပေးလိုက်ပါတယ်ခိုးရဲကိုင်းကမျိုးသမီးကျင့်ကြံသူကတော့အုံမြင့်တိဆောက်ခြင်းအဆင့်အဖိုးကြီးကိုထင်သေးနေခဲ့ပြီးဝင်မရှုပ်ဖို့ပြောလိုက်ပါတယ်အဖိုးကြီးကျိုးကတော့သူ့စာမဏိငတ်အမြူတေအဆင့်စွမ်းအားရှိတာကြောင့်သူကကိုရိုပိုင်ကိုစားရအောင်တားဆီးမှဖြစ်ကြောင်းပြန်ပြောခဲ့ပြီးကိုရိုပိုင်ကိုလည်းအစီရင်စီသွားဖို့တာတိုက်တွန်းလိုက်ပါတယ်ဒီလိုနဲ့ကိုရိုပိုင်ထွက်ခွာသွားချိန်မှာနောက်ကနေမျိုးသမီးကျင့်ကြံသူကအမိလိုက်တော်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဖိုးကြီးကျိုးနဲ့ဇာမဏိငယ်ရဲ့ပူပေါင်းတိုက်ခိုက်မှုအောက်မှာအချိန်တစ်ခုကြာပိတ်မိသွားခဲ့ရပါတယ်အမျိုးသမီးကျင့်ကြံသူကတော့သူ့ကိုခဏထပ်ပိုတာနိုင်မှာမဟုတ်လို့မာယူရဲမဆန်ဖို့ပြောလိုက်ပေမဲ့အဖိုးကြီးကျိုးကတော့ခဏပဲဖြစ်ဖြစ်အချိန်ဆွဲထားနိုင်ရင်ငါတောင်းဝန်ကြေပြီလို့ပြောခဲ့တာပါဒါကြောင့်အမျိုးသမီးကျင့်ကြံသူကိုမိတော့တွေကြားပိတ်ထားခဲ့ပြီးကိုရိုပိုင်နောက်မလိုက်နိုင်အောင်တားဆီးထားလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကိုရိုပိုင်နဲ့ရဲကျန်းတို့နှစ်ယောက်အစီရင်ဘိုးကျန်းတစ်ခုကိုရှာတွေ့သွားပြီးဘိုးဘေးတွေပေးထားတဲ့ဓာတ်နဲ့အပြည့်တိုင်ဖျက်ဆီးပစ်လိုက်ကြပါတယ်အစီရင်ပြတ်သွားတာကြောင့်ဇွန်ဘီစစ်တပ်ကြီးလည်းပျက်စီးသွားပြီးနေရခိုင်သားတွေလည်းအသက်ချမ်းသာရကုန်ကြပါပြီဒါပေမဲ့ဒေါသထွက်ကုန်တဲ့ခုံးဝဲကိုင်းကကျင့်ကြံသူတွေကတော့ပိုပြီးပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုစတင်လာခဲ့ကြပါတယ်အစီရင်ပြတ်သွားလို့စိတ်အေးသွားတဲ့ဖိုးကြီးကျိုးလည်းသတိလက်လွတ်ဖြစ်သွားခဲ့တာကြောင့်အမျိုးသမီးကျင့်ကြံသူရဲ့တေးစိနိုင်တဲ့တိုက်ခိုက်မှုကိုလိမ့်ငိုက်ခံလိုက်ရပါတယ်ဇာမဏီငက်ကဝင်ကာကွယ်ပေးပေမဲ့လည်းချိန်မမီတော့ပဲအမျိုးသမီးကျင့်ကြံသူရဲ့လက်ချက်နဲ့နှစ်ဦးသားတေးဆုံးရမယ့်ချိန်ကိုရောက်သွားခဲ့တာပါအစီရင်ကိုဖျက်ဆီးပြီးပြန်လာတဲ့ကိုရိုပိုင်ကတော့တေလူမျိုးဝဖြစ်နေတဲ့အဖိုးကြီးကျိုးစီအတင်းပြေးဝင်လာခဲ့ပါတယ်ဒါပေမဲ့အဖိုးကြီးကျိုးကဒါကထောင်ချောက်ဖြစ်နေလို့မလာဖို့ပြောပေမဲ့ကိုရိုပိုင်ကတော့စကားနားမထောင်မဲ့အဖိုးကြီးကျိုးကိုပွေ့ချီကစေကူတာပေးဖို့ကြိုးစားပါတယ်မီလီယံတွေကြားမှာဘသူဘဝမြင်ရဖို့ခက်နေပေမဲ့အမျိုးသမီးကျင့်ကြံသူရဲ့အတန်ကပေါ်ထွက်လာခဲ့ပါပြီတေဂာနီးလူတယောက်ကိုနေဘလို့ခဲ့မလဲငါကြည့်အောင်မဲ့ပိုင်းဆောင်ချွမ်းဘာပဲဖြစ်ဖြစ်မကြခင်နင်းလဲသိရမှာပါအချိန်ရှိတော့နှုတ်ဆက်စကားလေးပြောကြဖို့ဆိုတဲ့အတန်ကကိုရိုပိုင်တို့ပေါ်ထင်သေးမှုကိုပြသနေခဲ့တာပါနောက်ဆုံးမှာတော့ပြင်းထန်တဲ့တရားနဲ့ပဲအဖိုးကြီးကျိုးလည်းသိဆုံးသွားခဲ့ရပြီးကိုရိုပိုင်တယောက်လည်းနာကျင်စွာနဲ့အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းပြန်ပေးဆက်စေရမယ်လို့သစ္စာဆိုလိုက်ပါတယ်အပိုင်း90နှစ်မှာတော့ကိုရိုပိုင်နဲ့အမျိုးသမီးကျင့်ကြံသူတို့ကြားတိုက်ပွဲစတင်ခဲ့ပြီးသူတို့ကြားအဆင့်ကွာဟာချက်ကြောင့်အစာအုပ်ပိုင်းမှာအမျိုးသမီးကျင့်ကြံသူကအသာစီးရနေခဲ့တာပါဒါကြောင့်ယုံကြည်မှုတွေမြင့်တက်လာတဲ့အမျိုးသမီးကျင့်ကြံသူကကိုရိုပိုင်ကိုအပြင်းထန်ဖိနှိပ်ပြီးတပ်ဖြတ်ဖို့ကြိုးစားအားထုတ်ပါတော့တယ်အမျိုးသမီးကျင့်ကြံသူအုံပြုနေတဲ့နေစနစ်ဟာအသစ်
မြစ်ထိန်းချုပ်ခြင်းကျင့်စဉ်ဖြစ်ပြီးဒါကဦးလေးလီပေးထားတဲ့တပ်ပင်1000စစ်တီဖြစ်စေကျင့်စဉ်နဲ့ဆင်တူနေခဲ့တာပါဒါအောင်နားလေတော်တဲ့ကိုရိုပိုင်ကတပ်ပင်တွေကိုပြန်ထိန်းချုပ်ပြီးအမျိုးသမီးကျင့်ကြံသူကိုသူ့နီးလက်နဲ့ပြန်နိုင်ယူဖို့ကြိုးစားပါတော့တယ်တိုက်ပွဲအခြေအနေကရုပ်ချီးပြောင်းလဲသွားခဲ့ရပြီးအမျိုးသမီးကျင့်ကြံသူကကိုရိုပိုင်ရဲ့ဖိနှိပ်မှုအောက်ကိုကြောက်ရွံ့လာခဲ့ပါတယ်ဒါကြောင့်ပဲပိုတော်သားထွက်လာပြီးမြေအောက်ပိုင်းကအစင်းနှိမ်ကောင်ရဲ့လက်အောက်မှာကြာရှုံးမခံနိုင်ဘူးလို့အော်ဟေရင်မကောင်းဆိုးရတပ်ပင်နဲ့စိတ်ဝိညာဉ်ကိုဆက်သွယ်ကတိုက်ခိုက်ပါတော့တယ်အရေးပြတ်နေတော့မလို့ဖြစ်သွားတဲ့ကိုရိုပိုင်ကတော့သူ့ရဲ့ရှိုးဝဲလက်နက်တစ်ခုဖြစ်တဲ့တာရဲပြင်ကျန်းတွေကရေနိုင်ငံတို့ကိုစင့်ခေါ်လိုက်ပြီးမြေသမီးကျင့်ကြံသူကိုအရင်ဆုံးရေးဆွမ်းနဲ့တိုက်စားပစ်ခဲ့ပါတယ်တပ်ပင်ဆွမ်းအားရောအမျိုးသမီးကျင့်ကြံသူပါရင်းနှီးနေချိန်မှာတော့ဘာရီမန်မတိဖြစ်နေတဲ့အမျိုးသမီးကျင့်ကြံသူကအင်အားတင်ရင်ဆက်ပိုပြီးမတက်နိုင်ခဲ့ပါဘူးဒါပေမဲ့ဒါပထမရှင်ပဲရှိသေးတာဖြစ်ပြီးတာရဲပြင်ကျန်းဒုတိယအဆင့်ဖြစ်တဲ့အမည်မသိလက်ဆွဲကြီးနှစ်ခုကကောင်းကင်ချက်မှာအတင်းထွက်ပေါ်လာခဲ့ပါတယ်ဒီဆွမ်းအားနဲ့တက်ရောက်မှုကိုစားခံစားနေရချိန်မှာတော့အမျိုးသမီးကျင့်ကြံသူကသူတည်ဆုံးသွားနိုင်ကြောင်းနားလည်သွားခဲ့ပြီးအကြောက်တရားနဲ့အော်ရိပ်ကူညီတောင်းပါတော့တယ်အမျိုးသမီးကျင့်ကြံသူရဲ့အတန်ကိုကြားချိန်မှာတော့ဦးလေးလီနဲ့တိုက်ခိုက်နေတဲ့အမျိုးသမီးကျင့်ကြံသူရဲ့တာဝတ်လက်တွဲဘောကတိုက်နေတာကိုရပ်ပြီးအပြေးကူဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့သူမရောက်ခင်မှာပဲတာရဲလက်ကြီးကအမျိုးသမီးကျင့်ကြံသူရဲ့ခန္ဓာကိုယ်ကိုဖောက်ထွင်းသွားခဲ့ပါတယ်ဒါကြောင့်တိုက်ငင်နေတဲ့အမျိုးသမီးကျင့်ကြံသူကိုကယ်တင်ဖို့မဖြစ်နိုင်တော့ပဲကိုရိုပိုင်ကလည်းအမျိုးသမီးကျင့်ကြံသူကိုအဆုံးသတ်ဖို့သူ့ရဲ့သွေးချီတာကိုထုတ်လိုက်ပါတော့တယ်ဒါပေမဲ့ကိုရိုပိုင်မတိုက်ခိုက်ရသေးခင်မှာပဲတာဝတ်လက်တွဲဘောကသူ့အမျိုးသမီးကျင့်ကြံသူပေါ်နာကျင်မှုတွေထပ်မခံစားရစေဖို့ဆိုပြီးအဆုံးသတ်ပေးခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့ကိုရိုပိုင်ကိုဒေါသတကြီးလက်တော့ပြန်ဖို့စတင်ကြိုးစားခဲ့တာပါ